ကုန်ပြောင်းလဲသွားခင်မနဲ့ပေါင်းတင်တွေရန်သူလဲလက်တဆုပ်စွာငါနေထိုင်ရာကဘာကြီးကနွားချေရာရောင်စုံအိမ်မက်တို့တစ်ပြေးပြေးပြိုလဲနေအချိန်တန်ရင်ပြန်ပြီးနိုးထားလက်တွေဘဝတဲ့ရာရာဆန်းစစ်ကြည့်ကြုံမဲ့နေမြင်များတာဒီနေ့ကငါထိုင်ပြီးဖြစ်တဲ့ကြ